နီးပြအာရီတာနေနဲ့ဘာကိုအာယုံဆိုင်လို့စိုက်ချင်နေမှန်းကိုကျွန်တော်တို့နားမလဲချန်ပီယံလိလားကျွန်တော်တို့ကာရာဘောင်လားဒါမှမဟုတ် FA လားပရီးမီးယားလိလားဘာလို့ဆိုတော့ဖလားလေးလုံးလမ်းကြောင်းမှာရှိနေတာဆိုတော့ဒီလေးလုံးလို့ကျင်တာဒါတော့ပြောသလိုလည်းဖြစ်သွားအောင်မယ်လေးလုံးလမ်းကြောင်းပေါ်မှာရှိနေတာဆိုတော့လေလာပါဆရာတို့ Football Talk Show Facebook YouTube နဲ့ TikTok channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုဖုံးပါကျွန်တော်စမ်းကြည့်ပါခင်ဗျာဒီတစ်ပတ် England Premier League ပွဲစဉ်တွေကပွဲကောင်းတစ်ပွဲဖြစ်တဲ့ Arsenal အသင်းနဲ့ Sunderland အသင်းတို့ကတော့9ရက်နေ့ညစနေနေ့9:00 နာရီခွဲအချိန်မှာရှင်မြန်ကစားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲအတွက်ပွဲကြိုသုံးသက်ချင်ပါတယ်ခင်ဗျာဟုတ်ပါတယ်ကိုဖုံးရေဒီနေ့သင်းရတော့ဒါပြီးခဲ့တဲ့ Premier League 5ပွဲမှာ Arsenal အသင်းရတော့2ပွဲနိုင်2ပွဲတည်2ပွဲရှုံးရမှန်53မှတ်နဲ့အဆင့်1နေရာမှာဥဆောင်နေပြီးတော့ Sunderland အသင်းရတော့ Premier League ပြီးခဲ့တဲ့5ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်နဲ့ရမှန်36မှတ်နဲ့အဆင့်1နေရာမှာရောက်ရှိနေတဲ့နှစ်သင်းပဲဖြစ်ပါတယ်ကိုဖုံးရေဟုတ်ကဲ့ပါကိုစန်းကြီးဒီနှစ်သင်းကတကယ်တမ်းကျတော့တနေ့ရွှေတနေ့ငွေတွေပါဆန်နာလန်အသင်းကနိုင်လိုက်တေကြလိုက်ရှုံးလိုက်ပြန်နိုင်လိုက်အာဆင်နယ်အသင်းကျတော့အင်္ဂလန်ပရီးမီးယားလိမှာတေကြလိုက်ရှုံးလိုက်တေကြလိုက်ချန်ပီယံလိမှာနိုင်လိုက်အဲ့လိုပုံစံဆိုတော့ဒါပေမဲ့ထူးခြားတာတစ်ခုရှိပါတယ်ကိုစန်းကြီးတနေ့ရွှေတနေ့ငွေနှစ်သင်းလုံးကကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ပရီးမီးယားလိပွဲစဉ်24မှာတသင်းက4ဂိုးသွင်းပြီးတော့တသင်းက3ဂိုးသွင်းတာပါဒီနှစ်သင်းတွေ့ဆုံမှုကိုကျွန်တော်တို့စောင့်ကြည့်ရမှာပါဗျဒီချိန်မှာနီးပြချင်းထိတဲ့တွေ့ဆုံမှုကတော့3ချိန်ရှိပြီးတော့3ချိန်လုံးတည်ကြတာပါတယ်အသင်းပြောမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းက18ချိန်ထိအနိုင်ရရှိတာပြီးတော့10ချိန်တည်ကြတာပါတယ်ဗျဆန်နာလန်အသင်းကတော့2ချိန်အနိုင်ရရှိကြတာတွေ့ရပါတယ်ကိုစန်းကြီးဟုတ်ပါတယ်ကိုဖုံးရေကစားကွက်လူစင်းအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီချိန်မှာစာခါမပါနိုင်တဲ့အာဆင်နယ်အသင်းကတော့မာဒူဂေးကိုပွဲထွက်လာမှာတော့တည်ကြပဲဗျ။ပြီးတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းနောက်ပိုင်းမှာစာခါကစားနေတဲ့ကစားဟန်ထက်ကျွန်တော်မာဒူဂေးရဲ့တိုးဝါယုံဝါတွေကိုပို့ပြီးတော့သဘောကျလာမိတဲ့အချက်တွေအများကြီးရှိတယ်ဗျ။ဘယ်တော့မှဆိုလို့ရှိရင်လည်းဒါ Forset ကဒါအားကိုးနေရပြီ။ကျန်တဲ့နေရာတွေမှာတော့အာတီတာအနေနဲ့ဒါသူ့အနေနဲ့စိတ်ကြိုက်ပြောင်းလဲပြီးတော့ကစားလို့ရတဲ့အနေအထားမျိုးတွေရှိနေတယ်။ဘာလို့လဲဆိုတော့ကိုင်ဟာဘတ်ထိန်ထဲမယ် OD ကထိန်ထဲမယ်အဇီးမြန်ဖြစ်မလား။ဒါကတော့ तू သွားခြင်းတဲ့ပုံစံနဲ့ तू သွားခြင်းတဲ့တိုက်စစ်ပိုင်းကိုတော့ကစားသမားကိုတေချာရွေးပြီးတော့ထည့်လာလိမ့်မယ်။ဒါပေမဲ့ခုနတေချာတဲ့2ယောက်ကတော့ကျွန်တော်ကတော့ဒါမာဒူဂီနဲ့ Trozet ကတော့တေချာတော့ပေါ်ထွက်လာမှာပဲ။ကျန်တဲ့ကစားသမားတွေရဲ့နောက်တန်းမှာဆလီဘာနဲ့ကာဗရီရဲ့ပါဝင်လာမှာဖြစ်ပြီးတော့တကယ်ကွင်းလယ်ပိုင်းမှာတော့ခုနပြောသလိုပေါ့ဗျာနော်။အာတီတာအနေနဲ့သူ့ဘသူ့ကိုကစားဖို့ဆုံးဖြတ်မလဲဆိုတာတော့အနည်းပြကိုယ်တိုင်ပဲသိမှာပေါ့နော်ဆန်နာလန်အသင်းကတော့ဒါသူတို့ရဲ့ပုံစံအတိုင်းပဲလက်ရှိမှာဒါဖောင်ကောင်းကောင်းမကောင်းကောင်းဒီလူပဲဒါရှိတာရှာကာတို့လည်းဒါတကယ်ကိုနားနေပြီဆိုတဲ့အချိန်မှာဒီတန်ဘာလက်တို့စာဒီဂီတို့ဒိုင်ယာယာတို့တယ်ဘီတို့ဘရိုဘီတို့နဲ့ပဲသူကဥတီပြီးတော့ဆော့မှာပဲအဲ့တော့ကစားကွက်ကတော့ဆန်နာလန်မှာတော့ပြောစရာလောက်လာတော့မရှိပါဘူးကိုယ်ဆန်နာလန်အသင်းကတော့ကျွန်တော်တို့ပုံမှန်မြင်တွေ့နေကြသလိုပဲအသင်းကြီးနဲ့တွေ့လို့ရှိရင်ကျွန်တော်541ဆိုတဲ့ပုံစံမျိုးနဲ့ပဲပွဲထွက်လာတာများပါတယ်အာဆင်နယ်အသင်းအနေနဲ့ပြောအောင်ကိုစန်းကြီးအာဆင်နယ်အသင်းကဒီနှစ်မှာလုံးပြချိန်တန်ပြီနီးပြအနေနဲ့လည်းဘာမှဆင်ခြင်ပေးလို့မရတော့အသင်းရဲ့လူအင်အားကလည်းတောက်တင်းနေတယ်ဆောင်းရသည့်ဈေးကွက်မှာတယောက်မှမဝယ်နဲ့အောင်အသင်းရဲ့ကစားသမားတွေပြန်ကောင်းလာတဲ့တွေကိုနေရာတနေရာမှာကစားသမားတစ်ယောက်ကအရန်ရှိပြီးသားဖြစ်နေတာဆိုတော့ကြားထဲမှာနီးပြအာရီတာအနေနဲ့ဘာကိုအာယုံဆိုင်လို့စိုက်ချင်နေမှန်းကိုကျွန်တော်တို့နားမလဲချန်ပီယံလိလားကာရာဘောင်လားဒါမှမဟုတ် FA လားပရီးမီးယားလိလားဘာလို့ဆိုတော့ဖလားလေးလုံးလမ်းကြောင်းမှာရှိနေတာဆိုတော့ဒီလေးလုံးလို့ကျင်တာဒါတော့ပြောသလိုလည်းဖြစ်သွားအောင်မယ်လေးလုံးလမ်းကြောင်းပေါ်မှာရှိနေတာဆိုတော့လေဒါပေမဲ့ကျွန်တော်ပရီးမီးယားလိကတော်တော်လေးအရေးပါပါတယ်အဲ့ဒီအချိန်မှာနီးပြနေနဲ့မဝင်မရဲတွေလုံနေလို့မရဘူးဗျာရတဲ့အချိန်မှာရမှတ်ကရအောင်ယူမရမှာအခုပြီးခဲ့တဲ့အပတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတူးရဲဒါကျွန်တော်အာဆင်နယ်ဖန်တယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့အပတ်မှာဒါအာဆင်နယ်လည်းနိုင်သွားသလိုကန်ဇာတာကအာဆင်နယ်ကိုအမှတ်ကွာဟဖို့ကျွန်တော်အခွင့်အရေးပေးသလိုဖြစ်နေတယ်အက်စတွန်ဗီလာလည်းရှုံးတယ်မန်ချက်စတာစီးတီးလည်းတည်ကြတယ်ဒီလိုနှစ်မျိုးမှသူ့ဘာသူဖလားရတာကြည်ကောင်းကောင်းမကောင်းကောင်းပဲပြောကျွန်တော်ဒီလိုနှစ်မျိုးမှအာရီတာဖလားမရရင်တော့ဒီဟာဒီကအပြောင်းလဲလုပ်ရမယ့်ရာသီဖြစ်သွားပါတဦးချင်းတယောက်ချင်းဆောင်းဆောင်ရပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နောက်တန်းမှာဒီဘက်မှာရာယာပဲပွဲထွက်လာမှာပါဗျာအဲ့တော့ဟင်ကပီကလည်းနောက်တန်းမှာကာလာဖီယိုရီတို့ထက်တောင်မှပဲပြန်ပြီးတော့ခြေသွမ်းပြတယ်ဆိုတော့ခုနကပြောတဲ့ဟာကိုကိုစန်းကြီးကိုပြောရမယ်ဆိုရင်အဲ့အာဆင်နယ်အသင်းရဲ့ဘယ်တောင်မှန်မှာကြည့်မယ်ဆိုဟင်ကပီထည့်လို့ရတယ်ဗျာကာလာဖီယိုရီထည့်လို့ရတယ်ဗျာနော်ကျွန်တော်တို့လူးဝစ်ကယ်လီထည့်လို့ရတယ်ဗျာအဲ့တော့သူ့အနေနဲ့ကြိုက်တဲ့လူကိုဒီတစ်ခုချင်းစီမှနေကိုရွေးသုံးလို့ရတယ်ကျွန်တော်အဓိကတောက်တိုင်နေတဲ့ဆာလီဘာဂါဘရီယယ်မကာဟီရှိတယ်ဂျူလီယန်တင်မာရှိတယ်ဇူဝီမန်တီဘရိုက်အကုန်လုံးကအရန်သင့်သုံးနေရဲ့အခါကျတော့ဒါ
ဒါမျိုးမှသူတို့နိုင်အောင်မကန်နိုင်လို့ရှိရင်ဘယ်လိုမျိုးနိုင်အောင်ကန်မှာလဲဗျအာဆင်နယ်အသင်းကိုဒီဘက်မှာကျွန်တော်ကတော့စောက်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ခုနကကိုစန်းကျယ်ပြောခဲ့တဲ့မက်ဒူကီကိုပဲစောက်ကြည့်ချင်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အတိုးလှုပ်တွေကကျွန်တော်တို့မှန်းဆောက်လို့မရဘူးဖြစ်နေစာကာကမှစာကာညာတော်မန်းနေဆွဲလာလို့ရှိရင်အတွင်းနဲ့ပြန်ခောက်ဝင်မယ်ကန်သင်းမယ်ဖြတ်တင်မယ်ဒါမှန်းလို့ရပါမယ်မက်ဒူကီကြတော့သားရမတူတဲ့ဘက်ကိုဆွဆွဲသွားတာကြတော့တော်တော်လေးကိုဒါအသေးရဲ့ကစားသမားတွေအတွက်ကစားပုံချောင်းသေးတယ်ပြောရမှာပေါ့နော်ကျွန်တော်အမြင်နဲ့ပြောရမယ်ဆိုရင်တော့ Manchester United နဲ့မကန်ခင်မှာဒါအမှတ်မလို့တဲ့ Champions League ပွဲကြီးကိုသူလူစုံထုတ်ပြီးတော့ကစားတယ်ပြီးတော့ Manchester United နဲ့ကန်တယ်အခု Leeds United နဲ့ကန်ပြီးသွားတဲ့အချိန်မှာနောက်တစ်ပွဲအနေနဲ့သူကဘာဆက်ဆော့ရလဲဆိုတော့ Chelsea အသင်းနဲ့ semi final ဒုတိယကြောကိုဆက်ဆော့ရတယ်အဲ့လိုအခြေအနေမျိုးမှာခုနကျွန်တော်ပြောသလိုဒါ Chelsea အသင်းကိုကျွန်တော်ဘယ်လိုမျိုးပြောတာမဟုတ်ဘူးကိုယ့်အိမ်ဘက်မှာကစားရတဲ့အချိန်မှာ Arsenal နဲ့ Chelsea နဲ့ဒီဒါအာတီတာအတွက်ဆိုလို့ရှိရင်ကြောက်စရာမလိုတဲ့အသင်းဖြစ်နေပြီပထမကြော့လဲနိုင်ထားတယ်ဒါဒုတိယကြော့မှာဆိုလဲဒါဟိုဘလိုပဲဖြစ်ဖြစ်ဗျာနိုင်အောင်ကန်လို့ရတယ်ဒါမှမဟုတ်တရေဆိုလဲတေကစားလိုက်ရုံနဲ့တက်တယ်ဗျာဒါပေမဲ့ခုနကကိုဖုံးပြောသူပေါ့သူလုံနေတဲ့လောက်ကဘာလဲဆိုတော့စလီဘာတို့ဒီကာဗီယယ်တို့ဒီမာဒူဂေးပဲရှိရဲ့မာဒူဂေးကိုထည့်တယ်ဇူဘီမန်နီထည့်တယ်အဲ့လိုမျိုးယောဂီဘတ်တို့လဲဒါအကုန်ထည့်ထားတယ်ထည့်ပြီးတော့ဟိုချက်စီမျိုးကိုကစားတာပေါ့နော်အဲ့တော့ကျွန်တော်ဟိုအရင်တော့လည်းပြောဥပါတယ်အာတီတာအနေနဲ့ဒီလိုမျိုးနှစ်သင်းစာရှိရဲ့လူစင်ရင်းကိုသူကောင်းကောင်းထိန်ချောင်းရမယ်အစားသူ့ရဲ့စိတ်ပူပန်မှုတွေကိုအများကြီးတွေ့နေရတယ်ခုနကကိုဟုံးပြောလို့ပဲဒါဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိရမှန်တယ်သူ့အနေနဲ့ဒီဘယ်ဖလားကသူ့အတွက်ပိုရေးကြီးနေတယ်ဆိုတာထက်သူကပွဲအားလုံးကိုသူကနိုင်ယူသွားစေခြင်းနဲ့စိတ်ဆန္ဒပို့ပြီးတော့ပြင်းပြနေတာဒါပေမဲ့တစ်ဖက်မှာကြည့်တော့ကစားသမားတွေကတားပင်ပန်းတဲ့အချိန်ကြီးများလာဟုတ်ပါဘူးအဲ့ဒါဆိုသုံးပွဲလောက်ပြန်ရမယ်ဆိုတဲ့ဟာတော့မှဒါကစားပွဲတွေတော်တော်များများကြံနေဦးမှာလေးပွဲလုံးကြံနေတယ်ဆိုတဲ့အနေထားမှာကျတော့ဒါအာဒီတာအနေနဲ့ပို့ပြီးတော့ဟိုဆုံးဖြတ်တဲ့ကိစ္စတွေအများကြီးရှိတယ်ပေါ့နော်လက်လွတ်သိမ်းရမယ့်နေရာမှာလက်လွတ်ပေးရမှာပေါ့ဗျာဟုတ်တယ်ကိုကြီးနောက်ပြီးတော့ဒါကျွန်တော်ခုနပြောခဲ့သလိုပဲဇူဝီမန်ဒီကိုတအားသုံးနေတဲ့ကိစ္စကဒါအာဆင်နယ်အတွက်ရည်ရှိမှာမကောင်းဘူးဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပွဲနဲ့ပတ်သက်ပြီးတော့ chorus goal လေးခံမှန်းလိုက်ကြအောင်ဗျာကျွန်တော်ကတော့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ဆန်နလန်အသင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ခံမှန်းချင်ပါတယ်ဗျာကျွန်တော်လည်း2-0ရလဒ်ပဲကျွန်တော်ခံမှန်းပါတယ်ဘာလို့လဲဆိုတော့ခုနကိုဖုံးပြောသလိုအာဆင်နယ်အသင်းကခုနအာဒီတာကလည်းပွဲအားလုံးသူကနိုင်ခြင်းတယ်ပြီးတော့တွေးရတဲ့လူကဘာကောင်ဖြစ်ဖြစ်သူဘူးမဆိုင်တော့သူစင်ပြေတဲ့လူတွေနဲ့ပွဲထွက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်တစ်ဖက်မှာလည်းဒါဆန်နလန်ကကြတော့ဝဲနိုင်တဲ့ဝဲရှုံးတယ်တနေ့ရွှေတနေ့ငွေဖြစ်နေတဲ့အသင်းကလူမျိုးအမေရိကန်နဲ့မှာတော့သွားရောက်ပြီးတော့ဘလို့မှရှင်းပြနိုင်မယ်တော့မထင်ဘူးဗျဒီဘက်မှာလည်းအာဒေတာသူ့လုပ်ကိုသူလုပ်ပြီးတော့သုံးမဲ့ရအောင်တော့ယူသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ရှုပေးတဲ့တူချင်းတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ဗီဒီယိုတွေကိုပုံမှန်တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီ Facebook မှာရော YouTube မှာရောကျွန်တော်တို့ TikTok မှာရော like follow လုပ်ပေးဖို့မမေ့ကြပါနဲ့ဗျာကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ကျေးဇူးများတင်ပါတယ်ခင်ဗျာ